ကျွန်တော်နဲ့မနှက်ဖြန်နီကိုရဲမော်ယုံတို့ကိုရောက်နေတဲ့လူတယောက်လိုပဲကျွန်တော်အတွက်အရာရာဟာအံ့ဩစရာအပြည့်ရင်ခုန်စရာအပြည့်နဲ့ဖြစ်နေတယ်ကျွန်တော်မော်ယုံတော့မှနေအောင်ဟာလှတယ်ရဲတန်းဟာချုံမြတယ်အတောင်ပံပါတဲ့အပြုံးတွေကဟိုဟိုဒီဒီပြန်တန်းနေကြတယ်ကျွန်တော်စေကူထဲမှာရိုးကနေရိတ်ကနေတခုခုနဲ့မြတွေ့လိမ့်မလားဆိုတဲ့စိုးရိမ်စိတ်နဲ့ကျွန်တော်ရင်ဖိုရရင်ခုန်ရတာလဲအမောပါပဲဒါပေမဲ့ကျွန်တော်ဘာနဲ့မှမတွေ့ပါဘူးကျွန်တော်ဘေးနာကရင်မောပြီးဖြတ်တက်သွားတဲ့ကောင်မလေးတွေရဲ့ရဲတန်းအစွန်ဖျားမှာကျွန်တော်တုံခါပြီးကြံခဲ့တယ်သူတို့ကတော့ကျွန်တော်ရှီမန်းတော်မသိပါဘူးကျွန်တော်ဟာတရေတကောင်လိုပဲဘသူကမှစကားမပြောပြုံးမပြနှုတ်မဆက်တဲ့ဒဏ်ကိုခံနေရတယ်ကျွန်တော်ရှီမန်းကျွန်တော်ဟာလမ်းလျှောက်နေမှန်းဘသူကမှအတိအမှတ်မပြုကြဘူးအဲ့လိုဖြစ်နေတာကိုပဲကျွန်တော်ကလည်းရတဲ့ရထိုက်သောဆုလက်ဖြင်းသစ်ဖြင်းထိုက်သောကြိုးစုံမှုလို့ထင်နေတယ်ဟုတ်တယ်လေရင်းဝင်းဆိုတဲ့ကောင်ကအခုဆိုရန်ကုန်တက္ကသိုလ်ရဲ့အဓိပတိလမ်းမှာရှောက်နေရပြီအလှဝင်းငါးကန်ထဲကနေပင်လယ်ထဲကိုပြည့်ချခံရတဲ့ငါးကောင်လိုပဲရှေ့မှာတွေ့သမျှနေရာကိုကျွန်တော်အတင်းလျှောက်ကူးခံနေမိတယ်ခန္ဓာကိုယ်နဲ့အတိတ်ကတော့ကျွန်တော်ဘွယ်နှင်းသမင်ရှေ့ကိုရောက်နေပြီအတိစိတ်ကလည်းကတ်တော့မှာပေါ့ဘွယ်နှင်းသမင်ရှေ့မှာစိုက်ထားတဲ့ပုံလေးပင်အပုကလေးတွေကကျွန်တော်ဒူးနဲ့တိုက်မိနေပြီလေကျွန်တော်ဘွယ်နှင်းသမင်အောက်ကကြောက်လေကားမှာထိုင်ပြီးဇက်ကပါဖွာရင်းနဲ့ကြောင်းကြီးကိုငေ့ကြည့်နေမိရဲ့အဓိပတိလမ်းမှာရောကျွန်တော်ဘေးဝဲရာမှာရောကျောင်းသားတွေကျောင်းသူတွေကိုစုံနေတာပဲဗျာဥတီရမဲ့အစီအစဉ်မဲ့သွားနေလိုက်ကြတာဝက်စိတ်အုံမောကိုအုံကြီးပြုတ်ကြတဲ့အတိုင်းပဲကိုဆရာကြီးအယောင်နေအတန်နေပုံတရံနေဘလောက်ပဲကွဲကွဲအားလုံးရဲ့တူညီမှုတစ်ခုကတော့ပျော်ရွှင်ခြင်းလွတ်လပ်ခြင်းပေါ်ပါခြင်းပဲအဲ့ဒါအားလုံးသူတို့စီမှာရှိနေတယ်ကျွန်တော်ခါးနောက်မှာထိုးထားတဲ့စာအုပ်ကလေးကချွေးတွေစိုးနေပြီဟုတ်တယ်မနက်ကပဲလမ်းထိပ်ကုန်းဆုံးဆိုင်မှာစာမျက်နှာ80ပါတဲ့ဗလာစာအုပ်တုပ်ကို16ကျပ်နဲ့ဝဲပြီးခါးကြမှာထိုးလာခဲ့တယ်ရန်ကုန်တက္ကသိုလ်ကိုစတက်တဲ့နေ့မှာကျွန်တော်မှလွယ်အိတ်မပါပါဘူးလွယ်အိတ်ဆိုရင်ဒုက္ခပေးတဲ့လွန်းလို့ကျွန်တော်ကြောက်နေတာလည်းပါတယ်ဇာစာမြဲဦးနဲ့ချက်စရာကောင်းလောက်အောင်လွဲခဲ့လို့ရင်နာတာလည်းပါတယ်သူပေးထားတဲ့လွယ်အိတ်ကိုလွယ်ပြီးမှရန်ကုန်တက္ကသိုလ်ထဲမှာသူနဲ့ဘုံဆိုပြီးတွားတွေ့ရင်တွားပြီပေါ့ကိုဆရာရဲ့ဘသူကဘာမှမသိဘူးဘာမှမပြောဘူးပဲထားကိုသိနေတဲ့အသည့်ကိုကျွန်တော်ဘာမှသွားပုံးရမလဲကျွန်တော်စိတ်ထဲမှာကျွန်တော်ပုံးစရာနေရာမရှိဘူးကျွန်တော်လိုပါပဲမှန်မှန်တာလုပ်ခဲ့တဲ့ဘသူစိတ်ထဲမှာမှလည်းပုံးစရာနေရာမရှိပါဘူးဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့လွယ်အိတ်မပါဘူးဒါပေမဲ့ကျောင်းသားဆိုတာကလွယ်အိတ်မလွယ်ပဲနဲ့နေလို့မှမရတာကျောင်းတက်ရဲ့အသေးချာစပြီဆိုရင်သူ့ဘာသာရဲ့လိုက်ခွဲထားရတဲ့စာအုပ်6အုပ်လောက်နဲ့လက်တွေ့စာအုပ်တွေကိုအခုလိုကြီးနောက်ကျောင်းမှာထိုးထားလို့ဘယ်ရပါမလဲခက်တာကကျွန်တော်ကလည်းလွယ်ကိုမကင်ရင်လွယ်မကင်ပဲမလွယ်ပဲနဲ့လေဘလို့ကျောင်းတက်ရမလဲဒီကိစ္စကိုကဘာကျော်အတွေးခေါ်ရှင်ဆန်းဆန်းကျွန်တော်စဉ်းစားပါတယ်ချက်ကဘာသာတလိပ်ကုံသွားတယ်အုံနောက်နဲ့စဉ်းစားရတာဒီမှာညံ့လေရှိတဲ့ကျွန်တော်ခေါင်းထဲကဘာတစ်ခုမှထွက်မလာဘူးဒီလိုမျိုးမထွက်တဲ့အပြင်ကျွန်တော်စိတ်အစဉ်ကဖတ်ထားတဲ့စာရီတွေကိုရောက်သွားစေတယ်ဇင်းမယ်နဲ့အချိတ်ပဲဝတ်တဲ့အောင်ချင်းရဲ့ခန်းတွင်မမကိုအောင်ချင်းလိုက်တုံးကလွယ်အိတ်လွယ်ထားသလားခက်တီးရထိတ်ကစားပြီးဟောပြောပွဲမှာသူ့လှည့်ရောက်တော့လွယ်အိတ်ကလေးလွယ်ပြီးတက်လာတဲ့ဆရာမင်းလူဟာဘယ်နေရာသတ်သွားလွယ်အိတ်လွယ်တတ်သလားတက်ဆာနီကရောလွယ်အိတ်နဲ့လူဆိုပြီးတော့ဝတ္ထုတစ်ပုတ်ရေးဖို့အစီအစဉ်မရှိဘူးလားတင်တင်များရဲ့လွယ်အိတ်တစ်လုံးနဲ့ရွာခြင်းလဲချစ်သူမောင်ရဲ့ဆိုတဲ့တခြင်းကိုရေးတဲ့တခြင်းရေးဆရာကရောလွယ်အိတ်ကိုအကောင်းဘက်ကမြင်တာလားအဆိုးဘက်ကမြင်တာလားချက်စကော့တို့ဟမ်မင်ဝေးတို့အဗက်ကမူးတို့မှာရောလွယ်အိတ်တစ်လုံးစီရှိကြသလားဘိုင်ရွန်ကရောလွယ်အိတ်ထဲမှာအသေးနှလုံးရှိတဲ့အကြောင်းကြပြရေးဘူးသလားမြို့မိုင်နေမှာရောကျွန်တော်လိုပဲမလျှော်မဖို့ပဲလွယ်တတ်တဲ့လွယ်အိတ်တစ်လုံးတလေမရှိတော့ဘူးတဲ့လားအစိုးမရတဲ့စိတ်ဟာဒိတ်နဲ့တွားလိုက်တာလူကိုမောသွားတဲ့အထိပါပဲကိုဆရာကြီးလွယ်အိတ်ကိုတော့လွယ်ကိုမလွယ်ချင်တာဗျာကျွန်တော်တို့ပုထုဇဉ်ရဲ့စိတ်ဆိုတာကလည်းအနာဂတ်ကိုသာလှမ်းမြင်လို့မရတာပြစ္ဆုတ်ပံကိုသာအရှိတိုင်းမသိတာအတိတ်ကြတော့ကိုလုတ်ခဲ့ကြုံခဲ့သမျှ flashback မကြခဏပြန်တက်တာဗျို့လူရင်းနဲ့ပတ်သက်လို့ကျွန်တော်မှာကတခုမှအကောင်းမရှိခဲ့လေတော့ဒီခြံရှိရခွေးကြိုက်တာကိုတစ်ခါခံထားရခဲ့ဘူးတဲ့ကောင်ဒီခြံရှိကိုရောက်ရင်ခွေးကြိုက်ခံရမယ်လို့ကြီးပဲထင်တတ်တာကတော့အပြစ်ပြောမနေပါနဲ့တော့လွယ်အိတ်ကိုမှအင်မတန်ကြောက်တော့ကျောင်းသားဆိုပြီးတော့လဲ green နဲ့စာအုပ်ထဲကျွန်တော်ပုံနဲ့မပါခြင်းပါဘူးဒါပေမဲ့ဗျာလွယ်အိတ်ကိုတော့လွယ်ဖို့မလွယ်ခြင်းဘူးရန်ကုန်တက္ကသိုလ်ရဲ့စရောက်တဲ့နေ့မှာပဲလွယ်အိတ်ပြဿနာနဲ့ပျော်ရွှင်ကြည်နူးမှုတွေပျောက်သွားတာကို
သတိထားမိရင်ကျွန်တော်စိတ်ညစ်သွားတယ်ဘွယ်နှင်းသမင်ရှိလှေကားမှာခေါင်းတရမ်းရမ်းလဲတစ်ခါခါတပြင်းနေအခါခါချရင်အရှိရမြင်ကွင်းတွေကိုအသက်မဲ့သူလိုငင်းနေတော့ကျွန်တော်ရှိရကျောင်းသူတယောက်ဖြတ်လျှောက်သွားတယ်ကိုဝဲလောက်ပဲရှိတဲ့သူ့စပင်လေးကိုတစ်ခါခါနဲ့သူ့ကိုလည်းတွေ့ရောကျွန်တော်ထခုံမိမတက်ဝမ်းသာသွားတယ်ရပြီလို့3-4ခုတော့နှုတ်ကအော်မိသေးတယ်ဟုတ်တယ်ကျွန်တော်အတွက်လွယ်အေးပြဿနာကြီးကဒီကောင်မလေးကြောင့်ပြည်လဲသွားတယ်အမှန်ဆိုရင်အလွယ်တကူနဲ့ပြီးရမယ်ကိစ္စကိုငါဒီတော့အားရသလားလို့လဲကိုအပြစ်မတင်တော့ပါဘူးကျွန်တော်ရှိကဖြတ်သွားတဲ့ကောင်မလေးကမြောက်ပုံစံကြောဘိုးအိတ်ကလေးကိုလွယ်ထားတာလေသူကကြောရလျှောက်တော့သူ့ကြောပေါ်ကမြောက်ကရှေ့ချထားတဲ့လက်နှချောင်းဘက်လက်နဲ့ပေါ့လွယ်အိတ်ကိုကြောက်တဲ့ကောင်ကြောဘိုးအိတ်သာစောင့်ပြီးတော့ပေါ့ဗျာအလွယ်လေးပဲစတိုးဆိုင်နဲ့ရောက်သွားတော့ကျွန်တော်ရင်းနှင်းခုန်နေတာအမှန်ပဲကျွန်တော်မှရှိတဲ့ပတ်စံ450ကကြောဘိုးအိတ်တစ်လုံးရမ်းမရဆိုတာကျွန်တော်မသိတာအမှန်ပဲမသိဆိုကြောဘိုးအိတ်ဆိုတာကိုတစ်လုံးမှမလွယ်ခဲ့ဘူးလားကိုနေခဲ့မဲ့ဆိုတော့စတိုးဆိုင်ကလူရှင်းပါတယ်ကျွန်တော်ဝင်မိတဲ့စတိုးဆိုင်ကတင်းပြန့်စတိုးတဲ့တာမွေအဝိုင်းကြီးထိတ်ကဆိုင်ပါအဝင်ဝမှာကြောဘိုးအိတ်တွေချိတ်ထားတာတွေ့တာနဲ့ကျွန်တော်လဲစိုးဝင်မိတာဆိုင်ထဲကမှန်ပြီးလို့ရှေ့ကြီးတွေရဲ့နောက်မှာရှိတဲ့အယောင်စီးမကောင်မလေးတယောက်ကတန်းနေတယ်သူ့သွားတွေကလှတော့အလှသားခမရဒါပေမဲ့ဗျာတန်းနေတဲ့အချိန်မှာဘယ်မိန်းကလေးလှဘူးလို့လဲအုံမာဒါနီနဲ့စင်ဒီကရောတန်းရင်ရုပ်ဆိုးမှာပဲသူ့ဘေးနားကကောင်မလေးကတော့ခေါင်းဖြီးနေတယ်ခမရလက်ဝါးလောက်တတရှိတဲ့မှန်အဝိုင်းကလေးတွေကိုသူ့ခေါင်းတစ်လုံးလုံးထိုးဝင်တော့မယ်အတိုင်းပဲတန်းနေတဲ့ကောင်မလေးကသူ့တန်းအားအရှိန်အမြင့်ဆုံးမှာကျွန်တော်ဝင်လာတော့သူ့တာဝန်နဲ့သူပြင်းကြီးညင်းငွေမှုနှစ်ခုခွက်ခနဲ့စုံဟန်တူပါရဲ့ကျွန်တော်ကလည်းဘာယူမလဲရှင်းလို့ခကြီးဥကြုံမပြုတ်နိုင်သူ့တန်းဝေခြင်းကိုလည်းအဆုံးထိဆွဲမတင်နိုင်ပဲနဲ့ကန်လန်ကြီးဖြစ်သွားတယ်အဲ့ဒါကိုအားလုံးမြင်လိုက်တော့ကျွန်တော်လည်းအားနာတာရေးသူ့စီကကူးဆက်တာရောနဲ့တစ်ချက်တန်းလိုက်မိတယ်စောင်းနေလေကင်းမှာတန်းရတာတော့အရသာရှိတာဘာမှကိုမရှိတော့ဘူးကိုဆရာကြီးအဲ့ရတာတက်ကိုရတာရှိတယ်အမေသပင်ဖီးတဲ့ကောင်မလေးကတော့သပင်ပဲခမရကျွန်တော်ကိုတစ်ချက်မှဂိမ်းမဆိုင်ဘူးဘာလို့ကျင်တာလဲဟင်ကျွန်တော်သပင်ဖီးမရဲ့ခေါင်းအမောက်ကိုစောင့်နေတော့နဘေးကိုရောက်နေတဲ့ကောင်မလေးတယောက်ကကတ်မိတာပါဟိုဟာလေးကြောဘိုးအိတ်ကအပြင်မှာလာသူပြောတာဟုတ်ပါတယ်ကြောဘိုးအိတ်တွေဆိုတာကစတိုးဆိုင်ရဲ့ရှေ့ဆုံးအဝင်ဝမှာချိတ်လက်ရှိတဲ့ဥစ္စာကျွန်တော်လည်းသူ့နောက်ကလိုက်ပြီးအဝကိုပြန်လျှောက်လာခဲ့တယ်စတိုးဆိုင်ထဲမှာခက်တူးတူးဖွင့်ထားတဲ့သချင်းကစိုင်းဒီဆိုင်ရဲ့ဟိုတုန်းကတနင်္ဂနွေပါပြန်ပေးဟိုတုန်းကတနင်္ဂနွေကြိုက်လားကောင်မလေးကနှကန်းကလေးကိုဆွဲဆန့်ရင်းကြောဘိုးအိတ်ကိုလှမ်းဖြုတ်တဲ့အဖျားမှာခြေကလေးပါတဲ့ဒုံးမှာကြောဘိုးအိတ်ကိုပြန်တက်ပြီးလှမ်းချိတ်ချိန်ဒါပေမဲ့ကြောဘိုးအိတ်ကအပေါ်ကခြေကိုမရဘူးခမကောင်မလေးကခြေပြားကလေးထောက်ပြီးမရရအောင်ချိတ်ရှာပါတယ်ကြောဘိုးအိတ်နဲ့ခြေကထိလိုက်ညှိလိုက်နဲ့ခြေထဲကိုတော့မဝင်ဘူးခမကျွန်တော်ကလည်းအဲ့ဒီမြင်ကွင်းကိုစိုးရိမ်တကြီးနဲ့အသေးအတန်ငေးနေမိတယ်ကျွန်တော်ဝင်မကူညီနိုင်တာကတော့အမှန်ပဲကောင်မလေးကကျွန်တော်ထက်အရက်ရှည်တဲ့သူတော်မှမမီမကန်းဖြစ်နေတာကျွန်တော်ဆိုရင်သွားပြီပေါ့ယောက်ျားဆိုတာနေရာတကာအားကိုးရတယ်ဆိုတဲ့စကားဟာအရက်ငါးပြီပဲရှိတယ်ကျွန်တော်အတွက်တော့အလုံးစုံမှန်မှန်လားအမှန်ပါပဲကျွန်တော်ကြည့်နေတော့ကျိုးဘိုးအိတ်ကအပေါ်ကတန်ချင်းနဲ့မကြီးပဲတိုက်ပြီးတော့ကောင်မလေးလှမ်းထိုးနေတဲ့ဝလုံးနဲ့ဖြုတ်ဆူလျှော့ကြလာတယ်ကျိုးဘိုးအိတ်ကကောင်မလေးလက်မောင်းမှာစွမိချက်သားကြီးပေါ့ကိုဆရာရဲ့ကျွန်တော်လည်းဘာရဲမဟုတ်ဘူးဟီးကနေတစ်ချက်ရဲလိုက်မိတယ်ကောင်မလေးကတော့မရဲပါဘူးစိတ်ဆင်းရဲကြီးစွာမျက်နှာကလေးအိုးပြီးကျိုးဘိုးအိတ်ကိုဒုတ်ထိပ်မှာပြန်တက်ပြီးမမီမကန်းပြန်ချိတ်ရှာတယ်အဲ့ဒါကိုတွေ့တော့ကျွန်တော်အားနာတာရောရှက်တာရောစိတ်မကောင်းတာရောစုံသွားတာအမှန်ပဲကျွန်တော်ရဲလိုက်မိတဲ့ဟီးတစ်ချက်ဟာသူ့သိက္ခာသူ့ဘဝကိုလှောင်ပြောင်ရာကျသွားတာမျိုးမဟုတ်လားအဲ့ဒီစိတ်ကလေးနဲ့တေးသေးချာချာကြည့်မိတော့မှကို့ဆရာကြီးကောင်မလေးရရေးလဲလဲမိတာဗျာအသားကဝါညက်ညက်လေးခါးလေလောက်ရှိတဲ့သူ့စပင်းလေးကိုရိုးရိုးကလေးလက်ကင်ပေါ်နဲ့ခြိထားတာဟိုဟာတွေဒီဟာတွေကလည်းကို့ဆရာတို့အကြိုက်ပဲတောင်းဖြောင်းတွေ့ပါအများစုံနေဗျာဘကွက်ကြားထားတဲ့တနခါကတော့ပြက်လူလူလေးခမရကောင်မလေးရဲ့ဆက်ထားတဲ့သူ့ရင်ကလေးဆွေကုန်တဲ့တစ်ချက်ခုံးနေကျိုးဘိုးအိတ်ကအခုမှမူလနေရာမှာပြန်ရောက်ပြီးချလဲနေတယ်ကျွန်တော်ရင်ထဲကနှလုံးသားလေးလဲကျိုးဘိုးအိတ်လိုပဲကောင်မလေးဒုက္ခကတော့မပြီးသေးဘူးနောက်ကျိုးဘိုးအိတ်တစ်လုံးကိုဆက်ထိုးရတယ်
သူကမမီမကန်းဖြစ်နေတော့အောက်နှုတ်ခမ်းကလေးကိုအသာဖိတ်ကြိုက်ပြီးဝလုံးကိုထိုးရှာတယ်။ကောင်မလေးရဲ့အသားကကြက်ဥအခွန်ရောင်ဆိုတော့သူ့အပေါ်နှခမ်းကနှခမ်းမွေးဆဆလေးတွေနဲ့အရန်လိုက်တာပဲ။အဲ့ဒီနှခမ်းမွေးနုနုလေးတွေပေါ်မှာတီးနေတဲ့ချွေးဥကလေးတွေကတော့အယိုးဆိုးတာပေါ့ခင်ဗျာ။ဒါရောကြိုက်လားခင်ဗျာ။အိတ်ကိုကြိုက်လားလို့ဘယ်သာအစ်စ်တော့မဟုတ်ဘူး။ဒါပေမဲ့ကောင်းပါတယ်။အပေါ်မှာအိတ်သေးလေးတစ်ခုပါတယ်။အတွင်းမှာအိတ်ဝက်တစ်ခုပါတယ်။ဒီမှာလေကောင်မလေးကစစ်ကိုဖွင့်အထဲကထည့်ထားတဲ့စက်ကူလေးကိုထုတ်ပြီးအတွင်းကသူပြောတဲ့အိတ်ဝက်ဆိုတာကိုပြတယ်။ကျွန်တော်တို့ကတော့အိတ်ဝက်တွေဘာတွေကအရေးမကြီးပါဘူး။ကျွန်တော်ဘဝမှာပွက်စရာပြုတ်စရာဆိုလို့ဘာမှမရှိပါဘူး။ကျွန်တော်တက်ပြင်းချပြီးသူ့ကိုကြည့်တော့သူကလည်းအိတ်ဝက်ကလေးကိုပြရင်ကျွန်တော်ကိုငေးတယ်။လက်တစ်ဖြစ်ဒီမှာဂရေတန်းချုပ်ပြတ်တတ်တယ်ဆိုတဲ့စိတ်တွေကအဲ့ဒီအချိန်မှာပြေးလိုက်တာမပြောနဲ့တော့ပြန်မြင်းမုံတန်းကိုအခါလေးလွှတ်လိုက်တဲ့အတိုင်းပဲကျောဘိုးကြီးအတွက်ကျွန်တော်မှာပါတဲ့ပတ်စံက450တဲပါအမှန်တိုင်းဝန်ခံရရင်တော့460ပါ30ကအပြန်လန်းစရိတ်အတွက်ခြံထားတာသူကကြိုက်လားဘာညာသာမေးနေတာအဲ့ဒီကျောဘိုးအိတ်ကဘယ်လောက်လဲဆိုတာကိုမပြောဘူးကျွန်တော်ကကြိုက်တယ်ပြောပြီးမှကျောဘိုးအိတ်ဖိုးကကျွန်တော်မှာပါတဲ့ငွေထက်များနေရင်လဲဒုက္ခပထမတစ်ခုလိုပဲမကြိုက်ဘူးဟင်းအင်းဆိုပြန်ရင်လဲသူကအင်္ဂလိပ်ကြိတ်ပြီးအပေါ်ပြန်တင်ရအောင်မယ်အဲ့ဒီဒုက္ခကိုလည်းကျွန်တော်မမြင်ရတာအမှန်ပဲအဲ့ဒါကဘယ်လောက်လဲဟင်းလို့မေးရမှာကိုလဲဝေမရှိတော့မိန်းကလေးတယောက်ရှိမှတိတ်ခါမကြကြင်တော့ကိုရွှေယောက်ျားတို့ဤထုံးစံအတိုင်းကျွန်တော်ရှက်နေခဲ့တာအမှန်ပဲကျွန်တော်သူ့မျက်နှာကိုငေးနေမိတယ်သူဘယ်နှကြိမ်မျက်နှာချပြီးဘယ်နှခါကျွန်တော်ကိုပြန်ကြည့်နေမှန်းတော့ကျွန်တော်မသိဘူးဒုက္ခပါပဲယူမာလာလို့မင်းနေတယ်လေအိတ်ဝက်နဲ့ဒီမှာကျွန်တော်ဗင်းစင်ဗန်ကိုလိုတက်တိရှိပြလိုက်တယ်မောင်ချောနွယ်လိုကြပြဆန်ပြစ်လိုက်တယ်တစ္ဆာနီလိုပြက်သားပြစ်လိုက်တယ်ထုအိမ်တင်လိုကိုယုံကြည်ပြစ်လိုက်တယ်ယောက်ျားတွေဟာတစ်ခါဒီလိုပဲပြောရခက်တယ်ကောင်မလေးလည်းသူ့စိတ်ကိုလျှော့လိုက်ဟန်တူပါရဲ့ရဲကလေးပြုံးရှာတယ်ပြီးတော့မှသူ့ပကုံးမှာမှီထားတဲ့ဒုတ်ကလေးကိုနေရာမှာထောင်ရင်းကောင်တာကိုသွားတယ်အမေသပင်ဖီးမကသပင်ဖီးနေတော့ခမကျွန်တော်နှလုံးသားမှာသာအကြီးအကျယ်တစ်ခုခုပြောင်းသွားတာသူကသူ့သပင်တွေကိုအခုထိမကျင်တတ်သေးဘူးဒါပေါ့လေကိုဘဝကိုကိုကြီးမှကို့အဖြစ်ပြက်ကကြီးကျယ်တတ်တာပုထုဇဉ်တွေရဲ့သဘာဝပဲမဟုတ်လားကောင်မလေးကကောင်တာကမှန်ပေါ်မှာကြောပေါ်ရိတ်ကလေးကိုအသေးချာခောက်တယ်ပြီးတော့ကြွရိတ်ကလေးတဲ့ထက်ပြီးရင်လက်ဝါးလောက်ရှိတဲ့စာအုပ်ကလေးထဲမှာဘောင်ချရေးလက်မထိုးပြီးတော့ကျွန်တော်ကိုပြုံးပြတယ်အဲ့ဒီပြုံးကကျွန်တော်ရင်ကိုဘုံငနဲ့အတိအကျအမိရကိုထိတာပေါ့ခင်ဗျာလာကျွန်တော်ဟာရွှေသမင်းခေါ်ရနောက်ကိုလိုက်တဲ့ရမမင်းသားလိုပဲပတ်ဝန်းကျင်ကိုဘာမှမသိတော့ပဲလိုက်သွားခဲ့တယ်မလိုက်လို့လည်းမရတော့ဘူးလေကျွန်တော်နှလုံးသားကကျွန်တော်စီမှာမှမရှိတော့တာသူ့စီမှာမဟုတ်လားနှလုံးသားပါသွားတဲ့နောက်ကိုဘယ်သူမလိုက်ပဲနေဝမှမလဲ940ကျတယ်ကျွန်တော်မှုန်ထူတော့သတိပြတ်သွားတယ်လောကကခဏရက်ပြီးကျွန်တော်ရှိကရုပ်တွေကဆက်ဆိုပြီးအဝေးလွင့်သွားတယ်လို့ပါဘာတမ်းမှလည်းမကြားရတော့ဘူးစက္ကန့်30လောက်အဲ့ဒီလိုဖြစ်နေပြီးတော့တတိကပြန်ဝင်လာတယ်ပြန်ဝင်လာတဲ့တတိကပြဿနာအကြီးကြီးကိုချက်ချင်းမှတ်မိပြီးပြန်ထွက်ပြေးသွားတယ်အဲ့ဒီလိုတတိကပြန်ဝင်လိုက်ထွက်ပြေးလိုက်3ခါလောက်ရှိတော့မှနောက်ဆုံးဝင်လာတဲ့တတိကိုအတင်းဖမ်းဆွဲထားရတယ်အဲ့ဒီတတိကိုမမိရင်တော့ကျွန်တော်ဘာတွေဖြစ်လို့လဲမသိဘူးငါဟုတ်ကဲ့940ပါကျွန်တော်ဟိုလေအဲ့ဒါကပေါ့900ပေါ့နော်အဲ့ဒါကဟိုဒီလိုပါကျွန်တော်မှမပါဘူးမပါရင်ဘာဖြစ်လို့လာဝယ်လဲရှင်မဲဒါကိုယူမယ်ဆိုပြီးဘာတွေလာကြောက်နေတာလဲဒုက္ခပဲပြဿနာမရှာနဲ့နော်အဲ့လိုမဟုတ်ပါဘူးဟိုဟာပါကျွန်တော်900မပါတာပါ450 60အဲ့ဒါပဲပါတယ်ဟိုလေငွေမလောက်တာဒီမှာဘောင်ချရေးပြီးနေပြီရှင်စောကယူမယ်ဆိုပြီးရှင်ပဲပြောတာလေအမရဲ့လုတ်ပါအောင်ဘလို့လူတွေနဲ့တွေ့လည်းမသိဘူးအဲ့ဒီအချိန်မှာမင်းအိတ်ကလေးကိုပြန်တင်ရမှာမကြည့်ရလို့ကြွလို့ဘလို့သွားပြောလို့ရမှာလဲစေတနာမှန်ရင်အတန်တိတ်ပါတယ်ပြောစရာစကားလုံးမရှိဘူးပြောလို့လည်းမရဘူးပြောလို့ရတာတွေကစေတနာဟုတ်မဟုတ်ဆိုတာတော့ကျွန်တော်လည်းမသိဘူးကောင်တာအမကြီးကလည်းကျွန်တော်ကိုမျက်လုံးပြူပြီးကြည့်ရှာပါတယ်ပြီးတော့ကောင်မလေးကိုကြည့်ပြီးခေါင်းရမ်းပါတယ်ကြွရေနေရတော့ပြဿနာကြီးပါပဲလားဟာငါတော့စိတ်ညစ်တာပဲ तू ကဒါကိုယူမယ်လို့ပြောတာလားဟုတ်တယ်မမ तू ကယူမယ်ပြောလို့ကြွေဘောင်းချဖြတ်တာ
ကျွေလဲစိတ်ကုန်ပါပြီမမရဲ့ဒီနေ့နောက်ဆုံးမှာကျွေကန်ဖို့မကောင်းဘောင်ချာကိုပြန်တင်လို့ရမလားဟင်ဒီလိုလုပ်ပါလားကျွန်တော်မှ460ပါပါတယ်ဟို80ခဏစိုက်ထားပေးပါလားဟာအဲ့လိုတော့ဘယ်ဖြစ်မလဲမရဘူးရှင့်ကောင်တာအမကြီးကပြပြတလဲညင်းပါတယ်လူရှင်းနေတဲ့ဆိုင်ထဲမှာဆိုတော့တခြားကောင်တာကကောင်မလေးတွေလည်းဘာလဲဟင်းဆိုပြီးဝိုင်းလာကြတယ်ချက်စရာကောင်းလိုက်တာကိုဆရာရဲ့ကျွန်တော်နှစ်ဖူးမှာချွေးတွေတီးလာတယ်ဟိုကောင်မလေးရဲ့နှကမ်းမှာလည်းချွေးဥကြီးတွေကိုအကြီးကြီးပဲဒီလိုပြောတာပါကျွန်တော်ဟိုလေဒီကြိုးဖို့အိတ်ကိုလည်းထားခဲ့ပါမယ်ပတ်စံကိုလည်းပေးခဲ့မယ်ယူမယ်လို့ပြောပြီးသားစကားအတွက်ပါနောက်နေ့80လာပေးမှပြန်ယူမယ်လေတုံတုံရင်နဲ့တောင်းမှန်နဲ့ကျိုးကျိုးနုံနုံပြောတဲ့ကျွန်တော်စကားကိုသူတို့ကအတန်တိတ်ပြီးစဉ်းစားနေပါတယ်ကောင်မလေးကခေါင်းကိုခါတယ်သူကြည့်ရတာတလောကလုံးကိုအရှုံးပေးနေတယ်လို့ပဲသူ့ခေါင်းကိုတွတ်တွတ်ကြီးခါနေပေမဲ့သူ့နှကမ်းမွေးကြီးပေါ်ကချွေးဥတွေကပြုတ်ကျမသွားကြဘူးခမနောက်နေ့ကြွေရှိတော့မှမဟုတ်ဘူးမမလည်းသိတာပဲကြွေထပ်ပြီးပြောမခံနိုင်ဘူးဒီပြဿနာမျိုးနဲ့ပဲကြွေကိုမယုံသင်္ကာဖြစ်ကြတာဆရာရမှာမဟုတ်ဘူးဒီတော့ကြွေစီကပဲဖြတ်လိုက်ပါ80ပေါ့နော်ရှင်တေးကိုယူသွားပါတော့ကျွအိတ်ကိုလက်ထဲမှာဆွဲရင်းကျွန်တော်တောင်မွေကုန်းတရားပေါ်ကိုခက်ဖြည်းဖြည်းတက်လာခဲ့တယ်စောင်းနေလေခင်းမှာနာယူဝက်နီးပါးလမ်းလျှောက်ခဲ့ရလို့ကျွန်တော်တကူလုံးချွေးတွေကိုရွှဲနေတာပဲအဲ့ဒီပင်မမှုထက်ကျွန်တော်တိနေရတဲ့ရှက်ရွံ့မှုကပိုပါတယ်ကျွေးဆိုတဲ့ကောင်မလေးဟာဘာပြဿနာတွေတက်ခဲ့လဲကျွန်တော်မသိဘူးကျွန်တော်ကြောဘိုးကြီးအတွက်သူစိုက်ပေးတဲ့ပတ်စံ80ကိုဘာမှသွားပေးရမလဲကျွန်တော်မသိဘူးသူ့စကားအရသူအလောက်ကထွက်တော့မင်းထွက်မဲ့နေ့အထိသူ့အတွက်ကံမကောင်းအောင်ကျွန်တော်ကလုပ်ခဲ့တာလားကျွန်တော်မသိဘူးကျွန်တော်အကြောင်းကိုအဲ့ဒီတစ်ဆိုင်လုံးကဘလို့ထင်ချင်းနဲ့ဝေဖန်နေကြမလဲကဲ့ရဲ့နေကြမလဲလှောင်ပြောင်နေကြမလဲကျွန်တော်မသိဘူးကျွန်တော်သိတာကအိတ်တွေဟာကျွန်တော်အတွက်ကောင်းကျိုးမပေးဘူးကျွန်တော်အချစ်ကျွန်တော်မြတ်တာကျွန်တော်စေတနာဟာအထားခံရသူတွေအတွက်ရောထားသူအတွက်ပါကောင်းကျိုးမပေးဘူးကြီးစနစ်ကြကြကျွန်တော်ကမြတ်တာစေတနာရှင်ရင်ခုန်တန်ရှိပါလေရဲ့နဲ့အဲ့ဒီအရာတွေအားလုံးဘယ်တော့မှအရာမထင်ဘူးစိတ်ကြသွားလို့လားမသိဘူးလွေလင်းနေဟာအပူရှိန်မရှိတော့ဘူးရှိသမျှပတ်စံတွေအားလုံးပေးခဲ့ရလို့ကျွန်တော်လဲကားက2ချက်1990ခုနှစ်တွင်ဖြစ်သည်မရှိတော့လို့ကားမစီးနိုင်တော့ဘူးကားမှတ်တိုင်မှာကျွတ်အိတ်ကလေးကိုကားရင်ပြီးကျွန်တော်တော်ကြာစဉ်းစားခဲ့ပါတယ်ဒါတော့အဆက်ကွဲပြီးမှတော့ကားပေါ်ကစပယ်ယာကိုအကူကြီးကျွန်တော်ပတ်စံမပါတော့လို့ပါလို့မင်းဘာဖြစ်လို့မပြောရရမှာလဲဆိုပြီးတော့ပေါ့ဒါပေမဲ့မရပါဘူးတစ်တလုံးမလုပ်ဘူးတဲ့အလုပ်ကိုလုပ်ဖို့ဆိုတာတာမန်လူတယောက်အတွက်တော့တော်ခက်ပါတယ်ကျွန်တော်ရှိကဘတ်စကားတွေဒဇင်းပြီးဒဇင်းသာဖြတ်သွားတယ်ရက်သွားတယ်လူတွေတက်သွားတယ်ကျွန်တော်အဲ့ဒီကိစ္စကိုစူးစမ်းလို့မရခဲ့ဘူးကျွန်တော်ခိုင်းလို့မရခဲ့ဘူးနေပူတယ်ပြင်မမယ်ဒါပေမဲ့ဘသူကမှရှက်စရာမလိုဘူးဆိုတဲ့လမ်းကိုပဲရွေးပြီးတာမွေဝိုင်းထိတ်ကနေတင်ငန်းကျွန်းပြည်သားရလမ်းကိုကျွန်တော်လမ်းလျှောက်ခဲ့တယ်တာမွေဂုံးတရားအလဲဘဟိုတက်ကိုရောက်တော့ကျွန်တော်ဆက်မလျှောက်ဘဲနဲ့ဟိုးအဝေးကိုမီးမိတယ်မင်းမြိုင်ဖြစ်နေတဲ့တန်လန်းတွေကအစုံးမှကြတော့ပူကက်ထိဆက်လို့အနီးအဝေးသဘောအရသာသူတို့ပေါင်းဆောင်ကြတာပါဒါကိုသိထားတဲ့ကျွန်တော်စိတ်ထဲမှာတော့သူတို့မပေါင်းဆောင်ကြပါဘူးအမြင်နဲ့သိဟာကွာပါတယ်ကိုဆရာရဲ့ကျွန်တော်တကူလုံးတောင်ဝေဂုံးဒရာလက်ရမ်းမှာမှီရရင်ခဏအမောဖြေရတယ်အမောပြေလို့စိတ်တည်ငြိမ်သွားတဲ့အခါကျတော့ကျွန်တော်တောင်ဝေဂုံးဒရာလက်ရမ်းကနေပြီးတော့ကျွန်တော်ဆွဲလာတဲ့ကြိုးဘိုးအိတ်ထည့်ထားတဲ့ကျွတ်အိတ်ကိုဆွဲမြောက်လိုက်တယ်ကျွန်တော်နောက်ကျောမှာကားတွေကဂုံးအတက်တကီးအော်ရင်ဂုံးအစင်း free gear ထိုးရင်းနဲ့ဖြတ်သွားနေကြတယ်ကားပေါ်မှာပါသွားတဲ့လူတွေကတတိထားမိရဲ့တယောက်တလေရှိရင်ကျွန်တော်တို့မြင်ပါပဲဒီကောင်ဘာလုပ်နေပါလိမ့်ပေါ့ဒါပေမဲ့အဲ့ဒီထက်မပို့ပါဘူးကိုနဲ့မသိတဲ့နာရီကြော်ရတစ်ခုကိုဖတ်ရတယ်လို့ပဲအေးဆေးဆေးနဲ့ပြီးဆုံးသွားမှာပါဒါကိုလည်းကျွန်တော်သိတယ်ဒါပေမဲ့လည်းကျွန်တော်လောဘကြီးကျင်နေတယ်ကျွန်တော်ရဲ့ကြေကွဲမှုကျွန်တော်အကျဉ်းချက်ကျွန်တော်ဒုက္ခကျွန်တော်ဝမ်းနည်းမှုကိုသိတဲ့လူတစ်ယောက်တော့ရှိလိမ့်မယ်လို့ပဲကျွန်တော်ထင်နေတယ်လောကကြီးမှာကျွန်တော်ဘာကိုမှမလိုချင်ပါဘူးကျွန်တော်ဒုက္ခမှန်သမျှကိုလိုက်ကြည့်ပေးပြီးဖြစ်မှဖြစ်ရလေကွာလို့ပြောပေးမယ်လူတစ်ယောက်ပဲလိုချင်တာပါအဲ့ဒီလူရှိမရှိလဲကျွန်တော်မသိပါဘူးကိုသိတဲ့လူတစ်ယောက်လောကကြီးမှာရှိနေစေချင်တာလူတိုင်းရဲ့အမြင်မားဆုံးသောစံနာလို့ကျွန်တော်ထင်တယ်ကိုကလူများကိုတိပေးလိုက်ရလေလေကိုသိတဲ့လူတစ်ယောက်ရှိကျင်လေလေပါပဲအခုကျွန်တော်ဝင်လာတဲ့ဒီကြောဘိုးအိတ်ကိုကျွန်တော်တောင်ပွေဂုံးဒရာပေါ်ကနေလှုပ်ချလိုက်တော့မယ်အဲ့ဒီမှာအရာအလုံးပါတယ်ပတ်စံ80မရှိတာပါတယ်ဇာစားကိုရှက်တာပါတယ်လွှဲမလွှဲချင်တာပါတယ်
ရဲဝင်းဆိုတဲ့လူကောင်တစ်တစ်အတ္တကြီးကြီးလှုပ်ရှင်တာတွေဘာမှမလုပ်ရသေးတာပါတယ်ကျွေဆိုတဲ့ကောင်မလေးရဲ့မမီမကန်းထောက်လိုက်တဲ့ခြေပြားကလေးတွေပါတယ်သူ့နှကန်းပေါ်ကချွေးဆက်ဥကလေးတွေပါတယ်ကျွန်တော်ဖြတ်ကနေမြင်ပြီးတစ်သက်လုံးပြောစရာစကားလုံးရှာမရတဲ့နားလည်မှုတွေပါတယ်ကျွန်တော်စောင့်နေဘူးတဲ့အိတ်တန်းပြန်ငှက်တွေအားလုံးအကောင့်တစ်သိန်းလောက်ရှိမယ်အဲ့ဒါလည်းပါတယ်ဒါပေမဲ့ကျွတ်အိတ်ကိုလွတ်မချဖြစ်ပါဘူးဒီတနေ့ကအချိန်ကလေးမှာကျွန်တော်ဘဝအတွက်အရာအားလုံးပါတဲ့ဒီကြောဘိုးအိတ်ကလေးကိုကျွန်တော်လွတ်မချဝင်ဘူးကိုတစ်ချက်ထဲတက်တည်ပြစ်လိုက်ဖို့ကျွန်တော်တက်တည်မရှိသေးဘူးအဲ့ဒီအိတ်ကိုလွတ်ချဖြစ်ရင်ကျွန်တော်ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်မသိဘူးသိကြတာကတော့ကျွန်တော်မနှက်ဖြန်ကိုစောင့်နေတယ်ကျွန်တော်ရားတင်ရားထိုက်တဲ့မနှက်ဖြန်နေတိုင်းမှာကျွန်တော်ဟာတစ်ခုခုကိုစူးစမ်းနေခြင်းနဲ့အဲ့ဒီအတွက်တာမွေကုန်းကိုဆင်းပြီးကျွန်တော်လမ်းဆက်လျှောက်ရအောင်ပါပါဒီကြောဘိုးအိတ်ကိုလည်းကျွန်တော်လွယ်ရအောင်ပါပါကျွန်တော်တက်တည်ရှိသွားတာမဟုတ်ပါဘူးမနှက်ဖြန်ကဘာလဲဆိုတာကိုသိကျင်ရုံနဲ့မှာတပတ်ခါကိုကျွန်တော်မမျှော်လင့်ဘူးနည်းနည်းဝေးလို့ပါဘယ်လောက်ထိဝေးတယ်လဲဆိုတော့မနှက်ဖြန်ဆိုတာကြီးတစ်ခုလုံးဝေးလို့ပါပြစ္ဆုတ်ပံမာတော်ဖြစ်ချင်တာမဖြစ်ရရင်မနှက်ဖြန်ဟာကိုယ်ဆရာသိတဲ့အတိုင်းပဲအတိတ်ဟာကိုထိုးပြီးမပေါက်ခဲ့တဲ့ထီလက်မှတ်အဟောင်းနဲ့တူတယ်မနှက်ဖြန်ကတော့စိုင်ပေါ်မှာရောက်ပြီးကိုမထိုးရသေးတဲ့ထီလက်မှတ်ပေါ့တပတ်ခါဆိုတာကတော့နံပါတ်တောင်မရရသေးတဲ့ထီလက်မှတ်လေအဲ့ဒီထီလက်မှတ်မျိုးမှာထီပေါက်နေတဲ့လူတွေနဲ့ကျွန်တော်ကတော့နည်းနည်းလွဲမှာပါအခုတော့ကျွန်တော်လမ်းဆလျှောက်ပါတယ်ကားတွေကကျွန်တော်ဘေးနားမှာတကယ်ကြီးတကယ်နဲ့ကျွန်တော်ထီထိုးနေပြီလေကျွန်တော်ရဲ့ဟောဒီကြောဘိုးအိတ်ရဲ့ရန်ကုန်တက္ကသိုလ်ရဲ့ဟဲ့ကျွန်တော်အဲ့ဒီလိုလူဆန်ပါတယ်ကိုဆရာရဲ့